မှာဂျိုင်းဆွဲတာလေးပြန်ပြောပြပါမယ်ဒီထိတ်ကနေပြီးတော့ a - 0.5 ချရတဲ့အမှတ်နဲ့ဒီအောက်ထိတ်နဲ့ကိုဒီချေကိုတဝက်ဝက်လိုက်ပါမယ်တဝက်အမှတ်ကိုတစ်ချက်ထိမယ်ပြီးရင်ဒီအပေါ်က 0.5 ထုတ်ထားတဲ့အမှတ်ကိုပခုံးထိတ်ကိုထိမယ်ပြီးရင်ဒီဂျိုင်းထိတ်ကိုထိပြီးတော့ပေကွေးကိုဝိုက်ပြီးဆွဲလိုက်ရင်ကလေးရဲ့နောက်ဂျိုင်းရပါပါပြီပြီးရင်နောက်လည်းပဲလို့ချင်းရင်တခြားကဒီထိတ်နဲ့ဆွဲလိုက်ရုံပါပဲဒါဆိုရင်ပြီးရင်နောက်ပခုံးနောက်ဂျိုင်းနောက်လည်းပင်နောက်ရှမ်းပြီးတော့ပါပြီရှေ့ချမ်းဖောက်ဆွဲပါတော့မယ်ရှေ့ချမ်းဆွဲမယ်ဆိုရင်နောက်ရှမ်းမှာလည်းပဲဖောက်ခဲ့တဲ့ပုံသဏ္ဍာန်နံပါတ်3ကိုပဲပြန်သုံးပါမယ်ပုံသဏ္ဍာန်နံပါတ်3ရဲ့အဖြစ်ကိုလည်းပဲဖောက်ရှေ့လည်းပဲဖောက်ပါမယ်ဒီထိတ်ကနေပြီးတော့ပုံသဏ္ဍာန်နံပါတ်3ရဲ့အဖြစ်5မှတ်လိုက်ပါမယ်အောက်ကိုနောက်ထပ်5တစ်ချက်ထပ်မှတ်ပါမယ်ပြီးရင်တို့နှစ်ခုကိုပေကွေးနဲ့ဝိုင်းလိုက်ပါမယ်ပြီးရင်တခြားတို့ကဒီကနေပြီးတော့အပေါ်ကိုဒီကနေပုံသဏ္ဍာန်နံပါတ်3 b by 20 plus 2.5 အဖြစ်ဒီကနေ b by 20 plus 2.5 ပုံသဏ္ဍာန်နံပါတ်3ရဲ့အဖြစ်မှတ်ပြီးရင်ဒီထိတ်ကနေပြီးတော့အပေါ်ကိုဒီကနောက်ရှမ်းကရခဲ့တဲ့3ပုံတစ်ပုံ a အကြီးရဲ့3ပုံတစ်ပုံထပ်ချပေးရပါမယ် a အကြီးကို3နဲ့စားပေးပါ a အကြီးက 1.6 ရခဲ့တယ်လေ 1.6 အစား3က 0.5 ရပါတယ်ဒီအပေါ်ကို0.5 တိုင်းထောင်ပေးပါမယ်ဒီအမှတ်ပါပြီးရင်ကျွန်တော်ဒီထိတ်ကနေပြီးတော့နောက်ရှမ်းပခုံးချတယ်လို့ပဲ a အကြီးရဲ့တမိုးကိုချပေးပါမယ်နောက်ရှမ်းတော့က a အကြီးကို 3.5 နှုတ်သေးတယ်ရှေ့ချနှုတ်စရာမလိုဘူး a အကြီးတမိုး 1.6 ကိုနှုတ်ပေးလိုက်ရုံပါပဲဒီကနေဒီထိဒီ a အကြီးပါပြီးရင်အဲ့အမှတ်ကနေတောင်းမှန်တိုင်းတိုင်းထွက်တောင်းမှန်တိုင်းဒီဘက်ကိုမြင်းလေးတစ်ချောင်းဆွဲပေးပါပြီးရင်နောက်ပခုံးဘလောက်ရခဲ့လဲတိုင်းကြည့်ပါနောက်ပခုံးက xcm ရပါတယ်ဒါဆိုရင်ဒီထိတ်ကနေဒီဘက်ကိုတစ်ချက်တောင်းမှန်ဆွဲရရင်မြင်းလေးပေါ်ကို xcm ထိတဲ့နေရာကိုဆောင်းပြီးတော့ဆွဲလိုက်ပါမယ်ဒါမျိုးလေးပါဒါဆိုရင်ရှေ့ပခုံးရသွားပါပြီရှေ့တိုင်းကိုဆွဲချင်လဲဒီထိတ်ကနေဒီကိုတိုင်းတဝက်ဝက်ဒီအမှတ်ကိုတစ်ချက်ထိတဝက်အမှတ်ကိုတစ်ချက်ထိဒီဂျိုင်းကိုတစ်ချက်ထိပြီးဆွဲလိုက်ရင်ကလေးရဲ့ခြေချောင်းရပါပါပြီကလေးရဲ့ဂျိုင်းလေးကအရင်သေးတဲ့အတွက်ပေကွေးကို2ချက်လောက်ဝိုက်ပေးပါဒါမှအဆင်ပြေမှာပါဒါဆိုရင်ရှေ့ချမ်းရောနောက်ရှမ်းရောတစ်နှစ်သာကလေးလေးရဲ့ပတန်ရသွားပါပြီ